3 plus 2 root 2 by root 3 minus 1 whole square သူ့ကိုရှင်းမယ်ဆိုလို့ရှိရင်ဒီဝေး3 plus 2 root 2ကိုဒီတိုင်းထားမယ်သူ့ကိုစတော့ဘာပုံစံရှင်းလဲဆိုh minus 1 the whole square is equal to the square minus 2xy plus y square ဆိုတော့ဒီပုံတလေးကိုသုံးပြီးလို့ရှိရင်သူ့ကိုရှင်းနော်ရှစ်ကိန်းနဲ့10 root 3 the whole square minus ရှစ်ကိန်းက root 3ညောင်းမယ်နောက်ကိန်းနဲ့ပြီးရင်2ဆပြီးရင် plus 1 square နောက်ကိန်းနော်ဒီပုံစံဝင်အောင်ပြောင်းလိုက်တယ်ပြီးလို့ရှိရင်ပိုင်းခြေက root 3နဲ့ထားဆို3 minus 2 root 3 plus 1 3 plus 2 root 2ဒီလေးဖြစ်ပါမယ်မရှိရင်သူ့ကိုရှင်းလိုက်ပြီ4 minus 2 root 3 3 plus 2 root 2ဒီလေးဖြစ်ပါမယ်သူကပိုင်းခြေက irrational ကိန်းဖြစ်နေတယ် rational ပြောင်းမယ် rational ပြောင်းမယ်ဆိုလို့ရှိရင်ပိုင်းခြေကိုအပေါင်းခွင်းနဲ့ညှောက်ပေးမယ်4 minus 2 root 3 3 plus 2 root 2 into 4 plus 2 root 3 4 plus 2 root 3နဲ့4 plus 2 root 3ပေါ့နော်ဒီလိုမျိုးညှောက်ပေးမယ်ဒီလိုဘာပုံစံလဲဆိုလို့ရှိရင်ဒီကကြတော့ h square minus y square is equal to h plus 1 degree h minus 1 degree ဒီလိုပုံစံလေးနဲ့ပေါ့နော်ဘာလို့လဲထုတ်လို့စီရှစ်ကိန်းနဲ့ထပ်နောက်ကိန်းနဲ့ထပ်ရှစ်ကိန်းက 4 square minus 2 root 3 the whole square ဒီကကြတော့ညောင်းပါနော်ဖြတ်ဝေရနိုင်ညောင်းပါဘော3 4 7 6 root 6 root 3ဒီတူနဲ့ညောင်းမယ် plus 8 root 2ဒီလိုနဲ့ပြီးတူနဲ့တူပြန်ညောင်းမယ်ဆို plus 4 root 6ဆိုရမှာဖြစ်ပါတယ်နော်မရှိဒီလိုလေးဖြစ်တော့နော်အဲဆိုလို့ရှိရင်နှစ်ထပ်ဆို60ဒီကကြ2နဲ့ဆို4 4နဲ့3နဲ့ဆိုလို့ရှိရင်12နော်2နဲ့ထပ်က4ဒီ3နဲ့ထပ်က3ဆို4 4 3 7လို့ရှိရင်12 plus 6 root 3 plus 8 root 2မရှိရင် plus 4 root 6ဒီလိုမျိုးဖြစ်ပါမယ်မရှိရင်ဒီမှာ4ချက်မယ်သူ့ကိုပုံထုတ်လို့ရရင်ထုတ်လိုက်နော်ဘာပုံထုတ်ဆို4ကတော့ထုတ်လို့မရဘူးဒါကြကျန်တာကတော့4ထုတ်လို့ရဒီ6တစ်ခုက4ထုတ်လို့မရ2ပဲထုတ်မယ်2ဘောထုတ်လိုက်ပြီနော်6 plus 3 root 3 plus 4 root 2 plus 2 root 6ဒီလိုလေးဖြစ်သွားမယ်နှစ်တလီနှစ်နှစ်လီလေးဒီလိုနော်လို့ရှိရင်5ချက်ဒီ2 6 plus 3 root 3 plus 4 root 2 plus 2 root 6ဒီလိုလေး